အားလုံးပဲမင်္ဂလာပါနော်ဒီနေ့မျိုးပြစကလုံးလေးလာကြရအောင်တရက်ကို10လုံး15လုံးမနော်ဆရာမတင်တဲ့ဟာဆိုရင်10လုံးနဲ့18လုံးကြားထဲပေါ့အဲ့လောက်ရှိတယ်ဟဲ့လားဒါပေမဲ့အဲ့ဒီထဲမှာအကုန်လုံးကအတစ်တေးပဲမဟုတ်ပါဘူးတင်ပြီးသားစာလုံးတွေလည်းပါတယ်ဟုတ်လားအဲ့ဒါလေ့လာပါအကျိုးရှိပါတယ်နော်အဲ့လိုအပြန်အလှန်ပြောစကားတို့စကားစုတို့တွားလေ့လာတဲ့ချိန်မှာစာတွေအများကြီးတွေ့တဲ့ချိန်မှာမလေ့လာချင်တော့ဘာလို့လဲဆိုတော့ခတ်လို့ကြည့်လိုက်တဲ့ချိန်မှာတလုံးမှမတက်ဘူးဆိုပိုးဆိုးတယ်ဟုတ်လားလုံးဝကိုမကြည့်ချင်တော့မလေ့လာချင်တော့အဲ့လိုမျိုးဆိုတော့ဘယ်တော့မှမတက်ပါဘူးเนาะမတက်ပါဘူးဆိုတော့ဆရာမကတရက်ကိုနည်းနည်းချင်းစီလှုပ်ပေးနေပါတယ်เนาะလိုက်လှုပ်ပါတရက်ကို10လုံး15လုံးရတယ်ဆိုရင်ဒါရက်ကြာလာတဲ့ချိန်မှာမနှဲတော့ပါဘူးဟုတ်လားအဲ့လိုမင်းတွေပိုင်နေလေကိုကအပြန်လန်ပြောစကားတွေကြီးလိုက်တဲ့ချိန်မှာအော်ဒီတလုံးငါတီးတယ်အော်ဟိုတလုံးငါတီးတယ်ဆိုဘာဖြစ်လဲတင်ချင်စိတ်ရှိသွားတယ်ဟလားဒါကြောင့်မင်းနဲ့အရေးကြီးပါတယ်เนาะအဲ့ဒါလိုက်ပြီးမှလေ့လာပါနော်မှတ်လဲမှတ်ပါเนาะကဲဒါဆိုရင်ဆက်လိုက်ကြရအောင်ရီတောက်ရီဖန်ဒီနေရာမှာရီနဲ့ရီကပြောပြီးသွားပြီเนาะအရှိမလဲဒါပေမဲ့ဒီနေ့နောက်တစ်ခေါက်ထပ်ပြောမယ်ဒီအတန်ပေါ့နော်သူ့ရဲ့မူလတန်ကရီဟလာရီပိုင်ရွန်ဒါပေမဲ့ဘာဖြစ်လို့ဒီနေရာမှာရီဖြစ်လိုက်လဲဆိုတော့တူနဲ့တွဲတဲ့စာလုံးကြည့်ရမယ်နော်တူနဲ့တွဲတဲ့စာလုံးကအတန်4ဆိုရင်သူအတန်1ကိုပြောင်းတော့မယ်အတန်1ရယ်2ရယ်3ရယ်ဆိုရင်သူကအတန်4ဟလာအတန်4တကယ်လို့တူနဲ့တွဲတုံးတဲ့အတန်4ဆိုရင်သူအတန်1ကိုပြောင်းတယ်ဘာလို့အဲ့လိုပြောင်းရတာလဲဆိုတော့ဖတ်ရတာလွယ်အောင်လို့ပါဟလာဖတ်ရတယ်လေဟိုရှာခလုံးမတိုက်တော့ဘူးဟလာထထောက်ကြီးမဖြစ်တော့ရီတောက်ရီဖန်ဟလာချိုက်ဆိုတာကဟင်းဒီနေ့မှာရီတောက်ဆိုတာကတပွဲလို့ပြောတယ်နော်ရီဖန်ဆိုတာတစ်ခွက်ဘာလို့လဲဆိုမြန်မာမှာများတော့ဖြင့်ဟင်းတစ်ခွက်လို့ပဲတုံးတာများတယ်ဒါပေမဲ့တရုတ်စာမှာကဒီလိုမဟုတ်နော်သူကအဲ့ဒီဟင်းကိုဘာနဲ့ထည့်တာလဲဒီမှာဖန်ဆိုတာကပကံပြားနဲ့ထည့်တယ်ဆိုရင်ဖန်လို့တုံးတယ်ဤဖန်ချိုက်ဟင်းတပကံပြားလို့မတုံးတော့ဘူးနော်ဒါပေမဲ့သူ့အတိတ်ပဲတော့ဟင်းတပကံပြားအဲ့လိုဘာသာပြန်ရင်နားထောင်လို့တိတ်မှဟောအစင်မပြေဘူးဟလားအဲ့တော့ဆရာမကအစင်ပြေအောင်ပဲဘာသာပြန်လိုက်ပါတယ်ဟင်းတပွဲတမို့ဟင်းတစ်ခွက်ပေါ့ဒါပေမဲ့တီးရမှာကဖန်ဆိုတာဒီပကံပြားဖြစ်တယ်ဟလာရီတောက်ချိုက်ဟင်းတပွဲတော့မဟုတ်ရီဖန်ချိုက်ဟင်းတစ်ခွက်တောက်တောက်တန်လေးတောက်တောက်တောက်တန်လေးတောက်ဖောအန်ဖန်တန်နစ်ဖန်ဖောအန်ဖန်တန်နစ်ဖန်吃爱菜等哩菜吃爱菜等哩菜一道菜很的不会一盘菜很的快ရမလားနောက်တစ်ခုကဤတောက်ထန်းဒီမှာထန်းဆိုတာကဟင်းရည်တို့မဟုတ်ဤဝတ်ထန်းဝတ်ဆိုတာကပကံလုံးဘာလို့ဆိုရင်ဟင်းရည်တွေကိုများတော့ဖြင့်ပကံလုံးနဲ့ပဲထည့်ကြတယ်ဟုတ်လားပကံလုံးနဲ့ပဲထည့်ကြတဲ့အတွက်ကြောင့်မလို့ဟောပါလေဝတ်ပေါ့ဝတ်ဆိုတာပကံလုံးပြောတာနော်ဤဝတ်ထန်းဟင်းရည်တပည့်ဒါပေမဲ့မြန်မာမှာကြတော့ပကံလုံးနဲ့လည်းထည့်ပါတယ်ဟုတ်လားပကံလုံးနဲ့လည်းထည့်တယ်အကြီးနဲ့လည်းထည့်တယ်အသေးနဲ့လည်းထည့်တယ်ဟုတ်လားတော့ဟင်းရတစ်ခွက်လို့ပဲတုံးကြတယ်ဟုတ်လားဟင်းရတစ်ခွက်ဟင်းရတစ်ပွဲပေါ့အမနာเธออังทางแต่นเตทางเธออังทางแต่นเตทางเธออังทางแต่นเตทางยีเต่าทางยี่หวันทางนะอะไรตะคูยี่หวันแฟนทำไมเตี้ยวมาทำไมอยู่แทนประกันร้องลีเนี่ยแบบเทจาแต่มายี่หวันแฟนမြန်မာမှာလည်းပဲဟိုထမင်းတစ်လုံးလို့ပြောရလေကြားဖူးတယ်မလားထမင်းဆိုင်နေမှာဆိုထမင်းတစ်လုံးဟေ့ထမင်းနှလုံးဟေ့ဘာလို့အဲ့လိုပြောရလဲဆိုတော့ထမင်းကိုပကံလုံးနဲ့တိုင်းပြီးထဲတဲ့အတွက်ကြောင့်ထမင်းတစ်လုံးနှလုံးလို့ပြောတာဟုတ်လားအဲ့လိုမျိုးမပြောချင်ဘူးဆိုလို့ရှိရင်လည်းထမင်းတစ်ပကံမြန်မာမှာကျပကံပြားနဲ့လည်းထဲတယ်အစင်ပြေသူတို့ထဲကြတာပဲဟုတ်လားအဲ့တော့ထမင်းတစ်ပကံပေါ့တို့မဟုတ်လေထမင်းတစ်လုံးပေါ့ဟုတ်လားကြိုက်တယ်လို့ပြောပါတရုတ်မှာကတော့ယူဝမ်ဖတ်ဒါပေမဲ့တကယ်လို့ပကံပြားနဲ့ထည့်ထားတဲ့ထမင်းကိုပကံပြားနဲ့ထည့်ထားတယ်ဆိုယူဝမ်ဖတ်မတုံးတော့ဘလို့တုံးမလဲဤဖန်ဖတ်ခုနကတော့တင်ခဲ့တဲ့ဤဖန်ဖတ်လို့ပြန်တုံးမယ်ဟုတ်လားဒီဖန်ပြန်တုံးမယ်ရမလားဤဝမ်ဖတ် for and fan တန်လေးဖတ် for and fan တန်လေးဖတ်ဤဝမ်ဖတ်ထ
ထမင်းတစ်လုံးတို့မထမင်းတစ်ပကံအဲ့တော့ရီတွန့်ဖန်တွန့်ဆိုတာတနက်နက်ပေါ့ရီဆိုတာတစ်ရီတွန့်ဆိုတာတနက်ရီတွန့်ဖန်ထမင်းတနက်တနေ့မှာထမင်းဘယ်နှစ်နက်စားလဲစံတွန့်ဟုတ်လား3နက်ပေါ့9နက်စားတယ်လို့ဆိုရင်ဝူတွန့်ပေါ့ဟုတ်လားရီတွန့်ဖန်တဝန်းတွန့်တန်လေးတွန့်တဝန်းတွန့်တန်လေးတွန့်တဝန်းတွန့်တန်လေးတွန့်ရီတွန့်ဖန်ရီတွန့်ဖန်ရမနော်အဲ့ဒါခုရီဖန်早餐ဆိုတာပါလေနနက်စာဟုတ်လားဒီနေရာမှာဆိုရင်တေချာလေးလာထားတဲ့သူကြည့်လိုက်ရင်တူတီးပြီး早餐ဒါမနက်စာဟုတ်လားဖန်ဆိုတာကမတယောက်စာဘာလို့ဒီလိုပြောရတာလဲဆိုလို့ရှိရင်ဥပမာမနက်စာတွေမှာဆိုလို့ရှိရင်ဘယ်လိုတွဲကြလဲကော်ဖီနဲ့မုန့်ဆိုရင်ကော်ဖီနဲ့မုန့်တွေကိုတွဲထားတယ်ဆိုတာတစ်ဆက်ပေါ့ဒါကြောင့်ဒီနေရာမှာတစ်ဆက်လို့လည်းပြောလို့ရတယ်ဟုတ်လားတယောက်စာပေါ့ဖန်2份ဆို2ယောက်စာတို့မဟုတ်2ဆက်တို့မဟုတ်လဲ2ပွဲပေါ့မဟုတ်ရင်ကဟုတ်လား来一份鱼汤面မဟုတ်ရင်ကတပွဲဟုတ်လားအဲ့တော့မနက်စာတပွဲလို့လည်းပြောလို့ရတယောက်စာလို့လည်းပြောလို့ရတစ်ဆက်လို့လည်းပြောလို့ရတယ်နော်一份နော်一份早餐一份早餐份 for n 份等离份 for n 份等离份 for n 份等离份一份早餐一份早餐係咪နော်所以一杯咖啡杯ဆိုတာက杯子ဆိုတာကခွက် coffee ဘာနဲ့ခွက်လဲတဲ့ဒုက္ခပဲ coffee ဘာနဲ့ထည့်လဲခွက်နဲ့ထည့်တယ်ဟုတ်လားအဲ့တော့杯子ဟုတ်လား一杯咖啡ဆို coffee တစ်ခွက်ဟုတ်လားဒီနေရာမှာ一碗咖啡ဆိုရင်ဘာနဲ့ထည့်ထားလဲအဲ့ဒီ咖啡ကိုပကံလုံးထဲမှာထည့်ထားတာဟုတ်လား coffee ပကံလုံးထဲမှာထည့်ထားတာအဲ့တော့ခွက်ထဲမှာထည့်တယ်ဆိုရင်杯လို့တော့မယ်နော်一杯咖啡ပေါ်အိတ်杯တန်တစ်杯ပေါ်အိတ်杯တန်တစ်杯ခအားခါတန်တစ်ခါ for a 啡等的啡一杯咖啡一杯咖啡一杯咖啡 coffee တစ်ခွက်ရမလားတော်ပြီမှလေးလာပါနော်